အားလုံးမင်္ဂလာပါ DTNA Accounting Channel လေးကနေဒီနေ့မျှဝေမှာက Subscription Income Nature Account ဆွဲပုံစံလေးပဲဖြစ်ပါတယ်ဒီ question လေးက Cambridge IGCSE O Level ရဲ့ past paper လေးပဲဖြစ်ပါတယ် require မှာပေးထားတယ်အဲ့တော့ subscription account က income nature ဖြစ်တယ်ဒီလုပ်ငန်းက club to organization တို့ရဲ့ subscription account အဲ့ club organization ဘက်ကနေကြည့်ရင် subscription က income nature အသင်းဝင်ကြီးပေါ့နော် income nature ဖြစ်တယ်အဲ့ income account ဆွဲတဲ့အခါမှာရှေ့ရက်ကဗီဒီယိုမှာရှင်းထားသလိုပဲ expense account နဲ့ income nature က opposite ဖြစ်တယ်အဲ့ income account ဆိုရင် debit side မှာ balance BD က accrue ဖြစ်မယ် credit side မှာက pre-receive CD ကြရင် BD နဲ့ opposite debit က pre-receive credit CD က accrue ဖြစ်တယ်လုပ်ငန်းကနေပြီးတော့အသင်းဝင်ကြီး subscription တွေရတဲ့အခါ cash book ရဲ့ club နဲ့ organization မှာကျတော့ receipt and payment လို့သုံးတယ် cash book စားပေါ့နော်အဲ့ cash book အစား receipt and payment လို့သုံးတော့ receipt and payments မှာ debit subscription မှာ credit ဒါကြတော့အသင်းဝင်ကြီးရတာ receipt ပြီးရင်စင်းပေးလိုက်တဲ့အချိန်မှာ income and expenditure ဒီ club နဲ့ organization မှာကျတော့ income statement အစား income and expenditure လို့သုံးပါတယ် club နဲ့ organization မဟုတ်တဲ့လုပ်ငန်းတွေက income statement လို့စင်းပေးခဲ့တယ် question မှာ date နှစ်ခုပေးထားတယ်ဒီ date နှစ်ခုက BD နဲ့ CD opening date နဲ့ closing date နှစ်ခုပေးထားတာဖြစ်တယ် subscription နဲ့သက်ဆိုင်တဲ့အချက်ဆိုရင် subscription received in advance received in advance က pre-receive BD CD ပေးထားတယ် subscription received in arrearsက accrue နဲ့တူတယ် received in arrears ဆိုတော့ accrue ရရင်ကျန်တာဒါလည်း balance BD CD ပေးထားတယ်subscription နဲ့သက်ဆိုင်တဲ့အချက်၄ချက်ရှိပြီ now club ဖြစ်တဲ့အတွက် cash and bank cash book စာ receipt and payment လို့သုံးတယ် receipts payments receipt က cash book ရဲ့ debit side နဲ့တူတယ် payments က cash book ရဲ့ credit side subscription received ဒီတစ်နှစ်ရထားတဲ့ amount က 11950ဒီတစ်နှစ်ရထားတဲ့ amount ပေးထားတယ်အဲ့တော့ subscription နဲ့သက်ဆိုင်တဲ့အချက် question မှာရှာလိုက်ပြီပေါ့နော်ပြီးရင် balance BD date က 31st December 22 December 22 အဆုံးဆိုတော့23ရဲ့အစ 1st January 23နဲ့တူတူပဲဖြစ်တယ်2023အဲ့တော့ closing က 31st December 23အဲ့တော့ balance BD တွေဖြစ်မယ် 1st January balance BD income ဖြစ်တဲ့အတွက် debit side က accrue credit side မှာလည်းအတူတူပဲ2023 1st January ရေးလိုက်မယ် credit side မှာက pre-receive expense နဲ့ opposite expense တော့ကျွန်တော် debit က pre credit က accrue ပေါ့နော်အဲ့တော့အခု debit က accrue credit က pre question မှာထပ်ကြည့်မယ် BD balance BD date မှာ 1st January 23မှာ pre advance က610 accrue က480 CD လည်းပေးထားတယ် CD က990 465တဲ့နော်ဒါ CD ပေးထားတယ်နောက်တစ်ခုက receive က 11950ဆို receive ကိုအရင်ဖြည့်လိုက်မယ်နော်ပြီးမှ CD ကိုနောက်ဆုံးဖြည့်မယ် receive ကအခုအသင်းဝင်ကြီးအတွက်ရထားတာ11950အသင်းဝင်ကြီးရထားတဲ့အတွက် receipt and payment or cash and bank မှာ debit income statement မှာ credit CD က CD column အောက်မှာ 31st December 23မှာ
advance pre က980 accrue က465အောင်စင်းပိတ်လိုက်မယ်ဒီကပုံရတယ် 1302 ဆို debit side မှာအဖြေထွက်လာမယ် 11975 income and expenditure account ဟောစင်းပိတ်ပြီးသွားပြီဆိုရင်နောက်တစ်နေ့လုပ်ငန်းဆက်လုပ်နေတာဖြစ်တဲ့အတွက် bring down တကယ်လို့ဒီရဲ့ question မှာ subscription account မှာပေါ့နော်တခါတည်းမှာမိကုန်းမှာ members အရေးအတွက်ပေးထားမယ်ပေါ့နော်2395 members member အရေးအတွက်ရှိမယ်တယောက်ကို$5အသင်းဝင်ကြီးက$5ကောက်မယ်တဲ့နော်တယောက်ကို$5ကောက်မယ်ဆိုလို့ရှိရင်ဒီလိုပေးထားမယ်ပြီးတော့ question မှာကဒီရဲ့ balance CD အချက်ကိုမပေးထားဘူးဒါမပေးထားဘူးပေးထားဘူးနော်နောက်တော့ဗာထပ်ပြောမလဲဆို114 member 114 member က CD မှာနှစ်ဆုံးတဲ့အချိန်မှာသူတို့စီကနေကြိုတင်ရထားတယ် free 93 member 93 member ကကြတော့ဒီနှစ်ဆုံးတဲ့အချိန်မှာ balance CD date မှာသူတို့က member ကြီးကိုသူတို့ကမပေးဘူးအဲ့တော့ accrue အဲ့တော့ CD ကို balance CD ကို amount နဲ့မပေးထားဘဲနဲ့ member အရေးအတွက်နဲ့ပေးထားတယ်အဲ့တော့ subscription မှာဒီလို question လေးလည်းလေးလာနိုင်တယ်ပေါ့နော်ဒါဆိုရင်အခုဆွဲတဲ့အခါတော့2395 members တယောက်ကို into $5ဒီရတဲ့အဖြေက income and expenditure အဖြေဖြစ်တယ် income and expenditure အဖြေရင်ထည့်ပေးရမယ်ပေါ့နော်ဒါ 31st December နောက်တစ်ခုကကြတော့114 member ရေအတွက်တယောက်ကို$5ဒါကိုစီးရင်ပိတ်လိုက်နေပေါ့နော်ဒီရဲ့ question မှာကျတော့အချက်လက်ကိုသူက information အားလုံး question ကဒီလိုလေးလေနေတတ်တယ်ပေါ့နော် subscription account မှာ members အရေးအတွက်ပေးတယ်နောက်တယောက်ကို member fees ဘယ်လောက်သွင်းရမယ်ဆိုတာပေးထားလို့ရှိရင် member အရေးအတွက်နဲ့ member fees နဲ့မြှောက်လိုက်တာက income and expenditure မှာတခါတည်းရေးလို့ရတယ်ပြီးရင် तू က CD ကိုတစ်ခုတည်းပေးထားမယ်ဆိုတော့เนาะဒီ pre တစ်ခုတည်းပေးထားမယ်ဒါဆိုရင်စင်းပိတ်လိုက်တဲ့အချိန်မှာလည်းပဲဒီ credit က accrue ဖြစ်လဲထွက်လာနိုင်တယ်ဒါမှမဟုတ်ဘဲနဲ့အခုလိုပဲ CD နှစ်ခုစလုံးလည်းပေးထားမယ်ဆိုလို့ရှိရင်တော့ debit side total နဲ့ credit side total ညီနေမယ်ပေါ့เนาะဒါက subscription account ဆွဲပုံစံလေးပဲဖြစ်ပါတယ်